UK နိုင်ငံကအဲ့ဒီ Nigel Farage ကဒုက္ခပေးလို့เนาะအဲ့ဒီ Nigel Farage လို့ခေါ်တဲ့အခု Reform Party ဥက္ကဋ္ဌအဲ့ဒီချိန်ကတော့ UKIP ပါတီကိုထောင်ခဲ့တဲ့အဲ့ဒီလက်ရစွန်းဒေါ်နယ်ထရန့်ရဲ့တပည့်တော့ဒေါ်နယ်ထရန့်ရဲ့မဟာမိတ်ဒုက္ခပေးလို့ဥရောပကထွက်ခဲ့ရတဲ့အခါမှာအခြားနိုင်ငံနဲ့ကုန်သွယ်မျိုးဆိုပြီးတော့တရုတ်အိန္ဒိယနဲ့သွားပြီးတော့ကုန်သွယ်ရေးစာချုပ်တွေချုပ်ပြီးထွက်ခဲ့တာအဲ့ဒီတရုတ်အိန္ဒိယတွေကအခုရုရှားကိုအပြည့်အဝထောက်ခံပြီးအဲ့ဒီရုရှားကအခု UK ကိုမနှက်ပြန်ဘုံကျဲမယ်တပတ်ခါဘုံကျဲမယ်နျူကလ িয়ার ဘုံနဲ့ပြစ်မယ်ဆိုပြီးချင်းချောက်နေပြီအဲ့တော့အဖြစ်ရပါလေအဖြစ်ရပါလေသူတို့နိုင်ငံရဲ့စီးပွားရေးတွေအတွက်တရုတ်နဲ့အိန္ဒိယမှာသူတို့ကုမ္ပဏီတွေသွားထောင်ကြတယ်သူတို့ရန်ငါမပြတ်တဲ့ခါကျတော့အဲ့ဒီနိုင်ငံတွေကိုသူတို့ထိန်းလို့မရတော့ပဲသူတို့ရဲ့ရန်သူဖြစ်တဲ့ရုရှားနဲ့အဲ့ဒီတရုတ်အိန္ဒိယကသပေါင်းတယ်အဲ့ဒီကနေမှရုရှားကအင်အားကြီးလာပြီးတော့သူတို့ကိုစစ်လာတိုက်တယ်အဲ့တော့အနေထားများအရအခုမြန်မာနိုင်ငံမှာမှဖြစ်နေတာမဟုတ်ဘူးကမ္ဘာအခင်းကျင်းမှာကိုအကြက်တဲကြီးရင်ဆိုင်နေရပြီပြောချင်တာကအပြန်ရဆိုင်စီးပွားရေးတွေနဲ့ကိုယ်နိုင်ငံရက်တည်ဖို့လှုပ်ကြတဲ့အခါမှာစီးပွားရေးဇုံချဲ့တာပေါ့ဗျာငကူတဲကဥရောပမှာပဲအေးအေးစီးပွားရေးလုပ်ပြီးတော့စင်မော်ကနေနီးပညာတွေကိုပိတ်ထားပြီးတော့လုပ်ရမှာလीဒါပေမဲ့အဲ့ဒီစင်မော်ကနေနီးပညာကနေအဲ့ဒီလူတွေရဲ့လောဘကြီးလာတာပေါ့ပြောချင်တာကဥရောပမှာရှိတဲ့ဒီ corporation ကြီးတွေရဲ့လောဘကြီးလာမှုနဲ့ရန်သူနိုင်ငံထိပါစီးပွားရေးတွေချဲ့ပြီးရန်သူနိုင်ငံတွေကိုပါအမြင်ကျအောင်လုပ်လိုက်တယ်နီးပညာတွေဖြန့်ပေးတယ်အသိပညာတွေကျအောင်လုပ်ပြီးတော့ globalization ဆိုပြီးတော့သူတို့ရန်ငါမပြတ်ပဲလုပ်ပေးလိုက်တဲ့ကိစ္စကအဲ့ဒီရန်သူနိုင်ငံတွေကရန်သူအတွေးခေါ်တွေကကိုယ်နဲ့အမြဲတမ်းဆက်ကျင်ပြတ်ပဲကိုလိုဘရောပါမတွေ့ဘူးသူတို့ဒီအာနာရှင်လို့ပဲတွေ့တယ်ဘာသာရေးအဆုံးရောက်တဲ့လူကဘာသာရေးအဆုံးရောက်မှုပဲတွေ့တာတွေ့တဲ့အခါကျတော့နင်လားငါလားကိုယ့်ကိုဒုက္ခပေးမယ်ကိုယ့်ရဲ့ရန်သူဖြစ်နေတဲ့ရုရှားနဲ့ပတ်သက်လာရင်မင်းတို့ရုရှားဘက်ပါမလားငါတို့ဘက်ပါမလားဆိုရင်သူတို့ဒီရုရှားဘက်ကိုပါတယ်အဲ့ဒီအချိန်မှာကိုရီးယားလည်းသူတို့နဲ့စီးပွားရေးအဆက်အသွယ်မပြတ်နေတဲ့ခါကျတော့သူတို့ကိုတားလို့မရဖြစ်နေတဲ့အချိန်မှာအဲ့ဒီရန်သူနိုင်ငံတွေကလူဘာဝစာနဲ့ပဲအခုရုရှားနဲ့ပေါ်တင်ပေါင်းပြီးတရုတ်နိုင်ငံမှာ280ပြည့်ဂျပန်အခမ်းအနားကြီးဆိုပြီးတော့ပေါ်တင်စစ်ရေးပြတွေလုပ်ပြီးတော့စိတ်ခေါ်ပြီးအဲ့ဒီအချိန်မှာစီးပွားရေးကိုပဲဖိလို့အမေရိကန်ကိုအားကိုးထားပြီးတော့ဘာလက်နက်မှထုတ်ဖို့မကြိုးစားနေတဲ့စပိန်လိုနိုင်ငံတွေနယ်သာလန်လိုနိုင်ငံတွေကအခုဒုက္ခကုန်ရောက်ပြီသူတို့ကဘာလက်နက်မှမရှိဘူးနျူကလ িয়ার လည်းမရှိဘူးအဲ့ဒီချိန်မှာတစ်ချိန်လုံးအီရန်ကနျူကလ িয়ার လက်နက်ထုတ်မယ်ကဘာကြီးကအီရန်ကနျူကလ িয়ার လက်နက်ပိုင်ဆိုင်သင့်ပါတယ်ဘာညာဆိုပြီးတော့အီရန်ဘက်ကတစ်ဖက်သက်ပြောနေတဲ့လူတွေရှိနေသလိုအဲဆိုရင်မင်းတို့တော့နျူကလ িয়ার လက်နက်ပိုင်လာပြီးကဘာကြီးကိုလူငါတို့လည်းနျူကလ িয়ার လက်နက်ပိုင်မှရတော့မယ်ဆိုပြီးတော့ဒီဥရောပနိုင်ငံတွေအားလုံးကဆုံးဖြတ်လိုက်ကြမယ်ဆုံးဖြတ်ဖို့အတွက်တွန်းပို့ပေးသလိုဖြစ်နေ embolder လောက်တာခေါ်တာပေါ့ embolder ဆိုတာဗာလေတွန်းအားပေးသလိုပို့ပြီးတော့လှုပ်ချင်လာအောင်တွန်းလှုပ်ဆော်ပေးသလိုဖြစ်ကုန်ပြီအဲ့တော့မင်းတို့မြောက်ကိုရီးယားပဲနျူကလ িয়ার လက်နက်ရရင်ငါတို့စပိန်လည်းနျူကလ িয়ার လက်နက်ရတင်တာပေါ့ငါတို့ဂျာမနီလည်းရတင်တာပေါ့ဂျပန်လည်းရတင်တာပေါ့အော်လူတွေကပြောတယ်ဟာအမေရိကန်ပဲရတင်တယ်စပိန်တို့ဒီအီရန်မရတင်ဘူးလားအဲ့လိုမျိုးပြောရင်ဒီဘက်ကလည်းပြောတော့မှာလေအဲ့လိုမျိုးအနေအထားနဲ့ကဘာကြီးကရှုပ်ထွေးလာပြီတဖြည်းဖြည်းရှုပ်ထွေးမှုစလာပြီစစ်ရေးဆွေးနွေးတွေတန်းလာပြီအဲ့တော့နျူကလ িয়ার လက်နက်ရသိရင်တော့အီရန်တို့ဘာတို့ကတော့သူ့မှာနီးပညာရှိလားမရှိဒီဘက်မှာတော့နီးပညာရှိတယ်
သူတို့မှာနျူကလ িয়ার ဘုံးတာမထုတ်တာနယ်သာလန်တို့ဒီစပိန်တို့မှာနျူကလ িয়ার ဓာတ်အားပေးစက်ရုံတွေအကုန်ရှိတယ်နျူကလ িয়ার ကိုငြိမ်းချမ်းစွာသုံးနေတယ်သူတို့နျူကလ িয়ার နည်းပညာကောင်းကောင်းသိတယ်သူတို့မှာဓာတ်ဒီလက်စစ်စက်ရုံတွေရှိပြီးသားသူတို့ကမသုံးတာအဲ့ရနေမှတကလူကြီးများပြီးတော့နီးပညာတွေတိုးတက်လာတယ်အဲ့ဒီကနတော့ကဒီ social media ကြီးဒီကျွန်တော်ပြောချင်တဲ့ဒီဗာလေအင်တာနက်ကြီးကိုတီထွင်လိုက်တယ်အင်တာနက်ကိုတီထွင်ပြီးတော့တကဘာလုံးကိုချပြပြီးသူတို့စီးပွားရေးအကျိုးမြတ်ငါ domain တွေကိုရောင်းစားပြီးတော့သူတို့တွေပိုချမ်းသာသွားတယ်အဲ့ကနေမှအဲ့ဒီကနတော့ကနီးပညာကိုတက္ကသိုလ်တွေကနေတဆင့်သူတို့ပညာရေးရောင်းစားတယ်ဆိုပြီးတရုတ်ကျောင်းသားအိန္ဒိယကျောင်းသားတွေအားလုံးကိုခေါ်ပြီးတော့လှုပ်ကြွေးကြတယ်အဲ့ဒီမှာဟိုကလည်းအဲ့ဒါတွေအကုန်တက်သွားတယ်ထွင်တာသူတို့ထွင်တာနော်အင်တာနက်ဆိုတာလည်း www. ဆိုတာဒါ UK ကပဲထွင်လာတာဒီနိုင်ငံကထွင်လာတာအဲ့ဒါကိုသူတို့ကစီးပွားရေးသမားတွေကပိုချမ်းသာတော့နီးပညာတွေဖြန့်ပေးလိုက်တယ်အခုဟိုကအကုန်တက်ကုန်ပြီအခုဆို AI အကုန်တက်သွားပြီအဲ့ဒီအချိန်မှာသူတို့ကလူကြီးလည်းနေတယ်စီးပွားရေးအင်အားလည်းနေတယ်ခါမှာကြံခဲ့ပြီးတော့ဟိုဘက်ကလူကြီးလည်းများတယ်စီးပွားရေးဒုတယ်လည်းကြီးတဲ့ခါကျတော့ဟိုကပို့ပြီးရင်းနှီးမြှုပ်နှံမှုတွေလှုပ်လာနိုင်တဲ့အခါမှာတရုတ်ကွန်မြူနစ်ပါတီကနေကဘာကြီးကိုလွှမ်းမိုးမှုစီမံကိန်းတွေနဲ့ဒါတွေအားလုံးရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ခါမှာအခုအလွန်အတန်ကြီးမားတဲ့ပတ်စံတွေသုံးလာနိုင်တဲ့ခါမှာရှင်လို့မရတဲ့ပုံစံနဲ့ AI ဟာကဘာပေါ်မှာတရုတ်ကရှေ့ဆုံးကပြေးနေပြီအဲ့ဒါဘယ်သူမှရှင်လို့မရတော့အဲ့ဒီအချိန်မှာသူကကိုရီစီးပွားရေးလုပ်ပြီးလို့သူတို့ကိုမြှောက်ပေးလာတော့သူတို့ကဒီနီးပညာတွေပေးထားတော့ကျေးဇူးကိုမမေ့ပဲအမြဲတမ်းသူတို့ဒီကဘာပေါ်မှာငါတို့ကနှိမ်ခံရတယ်ဆိုပြီးငါတို့အချိန်တိုင်းပြန်ပြီးလက်စားချိန်မဲ့ပုံစံနဲ့ဦးတရုတ်ကတကဘာလုံးကိုပြန်ကန့်လန့်တိုက်ပြီအဲ့ဒီအချိန်မှာပူတင်ကရုရှားကခေါင်းထောင်လာတဲ့အချိန်မှာအဲ့ဒီပူတင်ဘက်ကနေပေါ်တင်ရပ်ပလိုက်ပြီသူစီးပွားရေးလုပ်နေတဲ့အမေရိကန်ဥရောပကိုသူကငဲမကြည့်တော့ဘူးသူလည်းသိတယ်အမေရိကန်နဲ့ဥရောပနိုင်ငံတွေကသူနဲ့စီးပွားရေးမလုပ်ရင်ဒုက္ခရောက်မှာဆိုတာအဲ့ဒီအကွက်ကိုတရုတ်ကနိုင်ခွက်ကိုကင်ထားတာအဲ့ဒါကိုအခုမေဂါလှုပ်ရှားမှုကသမ္မတထရန့်နဲ့ဒီအထက်လွှတ်တော်မဲ့လင်းစီတို့ကမနေ့ကထောက်ပြတဲ့အခါမှာဥရောပကဘာပြောရမှန်းမသိဖြစ်နေပြီမင်းတို့ကငါတို့အမေရိကန်ကိုငါတို့ကိုလာပြီးတော့ဆက်ရှင်လုပ်ခိုင်းတယ်မင်းတို့အရင်လုပ်လိုက်ဦးမင်းတို့ရုရှားရေနံဝင်နေတာမဝယ်ပဲရက်လိုက်အောင်မင်းတို့ပူတင်ကိုမြှောက်ပေးနေတယ်အဲ့ဒီတရုတ်နဲ့အိန္ဒိယကိုမင်းတို့စီးပွားရေးမလုပ်အောင်အရင်ဆက်ရှင်လုပ်အောင်အဲ့ဒီချိန်မှာဒီဘက်ဥရောပကဟက်ကော့ကြီးဖြစ်ပြီUK ဆိုရင်တရုတ်နဲ့အိန္ဒိယနဲ့ကုန်သွယ်ရေးစာချုပ်ရဖို့ငန်းတက်လိုချင်နေတာ။ဘာကြောင့်လဲသူတို့ကဥရောပကထွက်သွားတာဥရောပကိုပုံကန်လိုက်တာ။ဘယ်သူကပုံကန်လိုက်တာလဲနိုင်ဂျယ်ဖာရက်စ်ကဥဆောင်တာ။အခုဒီမနေ့ကအလန်တွေခြုံပြီးတော့ဆန္ဒလာပြတဲ့လူတွေအားလုံးရဲ့ခေါင်းဆောင်နိုင်ဂျယ်ဖာရက်စ်အဲ့တော့ဒါကြောင့်ပူတင်ကလူပါဝနေတာဒါကြောင့်ဥစစ်ကောင်စီလည်းလူပါဝနေတာဘယ်လိုလုပ်ကြမလဲ KNU လည်း BGF နဲ့အဆက်မပြတ်နိုင်ဘူး BGF ကလည်းဒီကဘာကြီးကပြောနေတဲ့ဒီကြားဖြန့်လုပ်ငန်းနဲ့အဆက်မပြတ်နိုင်ဘူးကိုကန်နေဝါတွေတောင်းပလောင်နဲ့တရုတ်နဲ့ဆက်မဖြတ်နိုင်ဘူးတရုတ်ကလည်းသူတို့ကိုကင်ထားပြီးတော့မင်းအောင်လှိုင်ကိုကင်နေ KIA လည်းတရုတ်နဲ့ဆက်မဖြတ်နိုင်ဘူးတရုတ်ကနေဒီမြေရှားတွေကိုတရုတ်ကိုရောင်းမှသူလည်းပတ်ဆိုင်ရမှာအကုန်လုံးကပတ်လေအဲ့ဒီအတိုင်းပဲဥရောပသည်တရုတ်နဲ့စီးပွားရေးအဆက်မဖြတ်နိုင်ဘူးအိန္ဒိယနဲ့လည်းအဆက်မဖြတ်နိုင်ဘူးဘာကြောင့်လဲသူတို့ရဲ့စီးပွားရေးလုပ်ငန်းတော်တော်များများသည်တရုတ်နဲ့အိန္ဒိယမှာခြေလွန်လက်လွန်ဖြစ်နေပြီ
ကိုဗစ်ဖြစ်တော့ပဲကြည်လေကိုဗစ်ကတရုတ်ကလည်းပိတ်လိုက်တော့ဥရောပမှာအခြေခံပစ္စည်းတွေအကုန်ပြတ်သွားတာဘာကြောင့်လဲဥရောပကြီးလူ quality of life ပေါ့နော်လူရည်အသွေးမြင်းမြင်းနဲ့ဒီကျမ်းမာရေးနဲ့ညီညွတ်တဲ့ဘဝကြီးကိုနေခြင်းလို့ညစ်ပတ်တဲ့အလုပ်တွေအန္တရာယ်ရှိတဲ့အလုပ်တွေဒီပင်မတဲ့အလုပ်တွေစက်ယုံတွေအားလုံးကိုတရုတ်နိုင်ငံကိုရွှေ့ထုတ်လိုက်မယ်အိန္ဒိယကိုရွှေ့ထုတ်ပြီးဥရောပကြီးဇိမ်ခံမယ်ဆိုတဲ့အဲ့ဒီချိန်ကလူကြိုက်များသောနိုင်ငံရေးအတွေးခေါ်ကိုနိုင်ငံရေးသမားတွေလှုပ်ရှားပြီးသူတို့ရဲ့စီးပွားရေးချက်တွေဥရောပဈေးကွက်ပဲဆိုရင်သူတို့ကဒေါ်လာတန်း1000လောက်ချမ်းသာမှန်းနေတရုတ်နိုင်ငံကနေတကဘာလုံးဖွင့်လိုက်ဒေါ်လာတန်း1000လောက်ချမ်းသာသွားအောင်ပို့ပြီးသူတို့ဒါကြောင့်လေအနောက်နိုင်ငံမှာရှိတဲ့ဇူကာဘက်ပဲကြီးအနောက်နိုင်ငံမှာကြီးတဲ့ corporation ကြီးတွေဖြစ်တဲ့တခြားလုပ်ငန်းရှင်ကြီးတွေကြီးဘီလီယံပေါင်းရာနဲ့ကြီးချမ်းသာကုန်တာသူတို့ချမ်းသာဖို့အတွက်ပြီးတော့ဒီအနောက်နိုင်ငံရဲ့နိုင်ငံရေးသမားတွေကိုသူတို့အနောက်ကနေချုပ်ကင်ထားလို့ရပြီးတော့အခုလို့တရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံကိုဈေးကဖွင့်လိုက်တဲ့အခါမှာနိုင်ငံဒီအနေနဲ့ဘယ်လို့မှသူတို့အဆက်ဖြတ်လို့မရတဲ့အခါမှာတရုတ်နဲ့အိန္ဒိယရုရှားတို့ရဲ့ပါဝင်ဆွတ်ဖက်မှုကိုညှိနှိုင်းရတော့မယ့်သဘောရှိနေပြီဒုသမို့ရင်ခံရတော့မယ့်သဘောရှိနေပြီအဲ့တော့ကိုတိုင်ရွေးချယ်ထားတာထိုနည်း၎င်းပဲမြန်မာနိုင်ငံကတော်လိုင်းသမားတွေကလည်းသူတို့ကိုယ်တိုင်ရွေးချယ်ထားတာ BGF ကိုသူတို့ရွေးချယ်ထားရတယ်ဗာ BGF ကအခုလို့ပတ်စံတွေထောတာပေါ့ဗျာစစ်တပ်နဲ့ပေါင်းတယ်ပတ်စံတွေထောတော့သူတို့မှဝင်ငွေရှိတယ် KNU ကအဲ့ချိန်မှာဘာဝင်ငွေမှမရှိတော့ BGF ကိုမလှန်နိုင်ဘူးပေါ့ထိုနည်း၎င်းပဲကိုကန့်တွေဝတွေတောင်းပလောင်တွေ KIA တွေကလည်းတရုတ်ကိုပြီးခုပြီးတော့စစ်ကောင်စီကိုပုံကန်နေရတာတရုတ်စီကနေရတဲ့အရင်းမြစ်တွေပတ်စံတွေနဲ့စစ်ကောင်စီလက်နက်တွေတိဆောက်ပြီးတော့စစ်ကောင်စီကိုပြတိုက်နေရတဲ့ခါကျတော့မလှန်လို့မရဘူးပေါ့အဲ့လိုမှမလုပ်လဲဒီဒေါ်လာကြီးပေါ်လာစရာစစ်ကောင်စီကိုမနိုင်ဘူးထိုနည်းလည်းကောင်းမဲ့အခုဒီမှာရှိတဲ့ corporation ကြီးတွေနဲ့အဲ့လိုကနိုင်ငံရေးသမားတွေကလည်းအဲ့လိုတရုတ်နဲ့ကမ္ဘာလဲနဲ့ globalization မဖွင့်ရင်တို့တော့မကြီးပွားဘူးမချမ်းသာဘူးအဲ့ဒီထဲမှာအမေရိကန်နိုင်ငံမှာအခုလိုထူးခြားတဲ့ခေါင်းဆောင်တက်လာတဲ့အခါမှာဟိုဘက်ကတရုတ်ရုရှားအိန္ဒိယဆိုတဲ့အဖွဲ့တွေကို unburden လုပ်တာပေါ့ပို့ပြီးရဲတင်းလာစေပြီးပို့ပြီးစီးလုံးသွားစေပြီးသူကိုယ်တိုင်ကသူ့ရဲ့မဟာမိတ်ဖြစ်တဲ့နေတိုးနိုင်ငံတွေကိုချနင်းပြီးတော့သူနာမည်ကြီးဖို့သူယာဒူးရဖို့ပြည်တွင်းမှာရှိတဲ့သူ့ကိုထောက်ခံနေကြတဲ့ဒီအမျိုးသားရေးလက်ရစွန်းဘာသာရေးအစွန်းရောက်အုပ်စုတွေကိုထောက်ခံမှုရဖို့သူ့ရဲ့အတ္တကိုကြည့်ပြီးသူယာဒူးရဖို့နဲ့သူနာမည်ကြီးဖို့တခုတည်းကိုအသုံးချလိုက်တဲ့အခါမှာကြားတဲ့ကဥရောပသည်ဒုက္ခရောက်ပြီအဲ့တော့အဲ့ဒီချိန်မှာ liberal ဝါဒအရအလိုက်ကန်ဆိုမသိဘူးပဲပြောရမှာပေါ့နော်ဒီဘက်မှာဒုက္ခတွေရောက်နေတဲ့အချိန်မှာဟိုလာတဲ့လူတွေကလည်းဒီနိုင်ငံလာရရင်ပြီးရောဆိုပြီးတော့ပဲအကြီးအကျယ်အမေရိကန်မှာလည်းတန်း20လောက်တားမနိုင်စီးမရတခါတည်းလာကြတဲ့ခါကျနောက်ဆုံးသမရထွန်းကစစ်တပ်ချလိုက်မှညှိန်သွားတာခွန်ကြီးလည်းကောင်းပဲဒီမှာလည်းဥရောပမှာဒီလောက်ဒုက္ခတွေနဲ့ပတ်လေရိုက်တဲ့အချိန်မှာဒီလာမဲ့လူတွေရတဲ့အလိုက်ကန်ဆိုမသိတခါတည်းလာဖို့ပဲစူးစမ်းနေတဲ့ခါကျတော့နောက်ဆုံးလက်ရစွန်းတွေအာဏာရပြီးစစ်တပ်ချမှပဲဒီလူတွေညှိန်သွားမှာပြောချင်တာကဒီမိသားစုမှာအိမ်မှာစီးပွားရေးတွေအချက်တဲနဲ့ဒုက္ခရောက်နေတာကိုဆင်းရဲတဲ့လူတွေကမသိပဲဒီအိမ်တွေကိုအတင်းတိုးဝင်ဖို့စူးစမ်းနေတဲ့ပုံစံပေါ့အလိုက်ကန်ဆိုမသိဘူးပေါ့ဒီလူတွေကလည်းတားလို့မရဘူးဖြစ်နေတာသူတို့လည်းသူတို့အပြစ်မဟုတ်ဘူးဒီမှာလည်းဒီခက်ခဲတွေနဲ့ဒီခက်ခဲပေါ့အဲ့တော့အမေရိကန်ပဲကြည့်လေဂျိုးဘိုင်ဒန်လက်ထက်မှာအလိုက်ကန်ဆိုမသိဘူးမဂျိုးဘိုင်ဒန်ဒါလောက်ရုန်းကန်နေရတာတခါတည်းနေဆက်ကနေပြီးတော့တခါလေအကြီးအကျယ်ခိုးဝင်တာအကြီးအကျယ်ဝင်တာအနိုင်ကျင့်တာလာပြီးတော့ဆန္ဒပြပွဲတွေနဲ့လူတွေကိုအနိုင်ကျင့်အဲ့တော့ဂျိုးဘိုင်ဒန်ကလည်းဘာလို့လောမှမသိဖမ်းရင်လည်းပြဿနာတက်
ဥပဒေရလည်းမရအဲ့တော့နှစ်ဖက်လုံးကဥရောပလည်းဥပါလုံးပါလေသူတို့ကိုလာတိုက်နေတဲ့ပူတင်ကိုတကယ်ဒုက္ခပေးနေတာတကယ်ပူတင်ကိုအားပေးနေတာပူတင်ကို support လုပ်နေတာပေါ်တင်ဘရာဇီးရယ်တရုတ်ရယ်အိန္ဒိယရယ်ဖြစ်နေပြီသူတို့ကိုယ်တိုင်ပူတင်စီကရင်နံဝယ်နေရတယ်ဘယ်လိုလုပ်ကြမလဲသူတို့ကိုယ်တိုင်ဒီပူတင်ကိုမထိန်းနိုင်ဘဲနဲ့